အနန္တ၅ပါးကိုရှိခိုးပါ၏ဗျာဒီလိုရှိခိုးရမှာတညရဲလားညတိုင်းလားညတိုင်းပါဗျာဘုန်းကြီးတို့ကတညရဲရှိခိုးစေခြင်းလားညတိုင်းရှိခိုးစေညတိုင်းရှိခိုးစေပါဗျာညတိုင်းရှိခိုးမှတိုက်တွန်းရတဲ့ဘုန်းကြီးမောကျိုးနတ်မှာလားရှိမခိုးမှမောကျိုးနတ်မှာရှိခိုးမှမောကျိုးနတ်ပါဗျာရှိခိုးမှမောကျိုးနတ်တရားနာပိဋကကြီးလည်းအညောင်းခံပြီးတော့တရားနာကြရညတိုင်းရှိခိုးမှညောင်းကျူးနတ်ပါလားရှစ်မခိုးမှညောင်းကျူးနတ်ရှိခိုးမှညောင်းကျူးနတ်ပါဗျာဒါဖြင့်ညတိုင်းရှိခိုးကြလို့ဘုန်းကြီးအထူးသဖြင့်တိုက်တွန်းပါတယ်တရားနာပိဋကကြီးတော့ရှိခိုးပြီးသွားပြီဒီကနေ့အနန္တ၅ပါးကိုဘုန်းကြီးကိုယ်တိုင်ရှိခိုးပြီးတော့အန္တရာယ်နှင်ကြအောင်စို့အနန္တကုဏအဟံဝန္ဒမိသဗ္ဗရာအနန္တကုဏတေဇေနမမကာယေသဗ္ဗရောဟောသဗ္ဗသောကောသဗ္ဗအန္တရာယောခိပံဝိနာသန္တုဧတဉ္ညတိကိစ္ဆာအမုံမိဩကာသေတိဋ္ဌာဟိအနန္တကုဏဖယားကုံတရားကုံသံဃာကုံနှင့်မိကုံဖကုံဆရာသခင်တို့၏ဂုဏတော်ကိုသဗ္ဗရာတရားဟောရဘယ်ခါမဆိုင်အခါတိုင်းတရားဟောရဘယ်ခါမဆိုင်အခါတိုင်းဆိုတာဘုန်းကြီးတို့တရားကနေတိုင်းဟောတရားဟောခန္ဒီမှာဘုန်းကြီးကိုယ်တိုင်အခက်မသိလို့ရှင်းမခိုးနိုင်လဲပဲတနေ့တနေ့အနန္တ၅ပါးရှင်းမခိုးတဲ့နေ့မရှိရအောင်ဘုန်းကြီးတို့လည်းအထူးသဖြင့်တတိယတိုင်းဘုရားကိုယ်တော်မြတ်ကြီးနဲ့အနန္တ၅ပါးကိုရှင်းခိုးနေကြဖြစ်ဒါကြောင့်သဗ္ဗရာလို့ဆိုလိုက်သဗ္ဗရာတရားဟောရပဲခါမဆိုင်အခါတိုင်းဝန္ဒာမိတရားဝဲမစခင်စိတ်ကြည်လေအောင်လမ်းရှင်ပြည်ဖြိုးလက်ဆက်ပြထိတ်မှမိုး၍ရှီခိုးကြောလိုက်ပါ၏ဖယားအနန္တကုဏတေဇေနလောကတခွင်တွင်နိုင်ရှင်စရာမရှိပါသည်ငါဗျာဆုံးလင်းကိုဝင်ဖြိုးမောတကူတော်ကြောင့်မမနှဖျားနာယုခန္ဓာပုဂ္ဂိုလ်ဟုတ်တရားရောင်ထင်းအောင်မှုပြဇတိလာဟုနာမသမုတ်အကျွန်ုပ်ဤကာယေငါးပါးခန္ဓာချုပ်ဆက်ခါဖြင့်အာယရဏဓမ္မလတ္တိတံကိုကာယ၌သဗ္ဗရောကိုကျင့်နာကြိုက်ခဲအသေးခွဲကစ၍မြာလှပေါင်းချုံအလုံးစုံသောယောဂကုသမြသည်သဗ္ဗသောကိုစိတ်ထောင်းရင်ကိုကြည်သမုံမဆိုးမပြေဆိုးဝိတဲ့အလုံးပွေ၍သေခြင်းအောင်မောလှတဲ့အလုံးစုံသောဆိုးရင်းသောကကုသမြသည်သဗ္ဗအန္တရာယောကြောင့်ပဲလောက်မှုအသွယ်သွယ်နှင့်ရင်ဝဲထိတ်တုံနှလုံးခုံရိုးကန်စာတာရကညှို့တတ်တဲ့အလုံးစုံသောအန္တရာယ်အမျိုးမျိုးတို့သည်ခိပံပိဋကမောတွင်ရင်မတင်သောခုပင်မကြလင်းမြန်စွာဝိနာသန္တုတရားတော်ပင်ဆင်းရဲကြောင့်မှတွင်တွင်ကြီးပြောက်ပြကြပါစေကုန်သတည်းဝိနာသန္တုတရားတော်ပင်ဆင်းရဲကြောင့်မှတွင်တွင်ကြီးပြောက်ပြကြပါစေကုန်သတည်းဧသအနန္ဒမိုးဆွေကဖြိုး၍မညှို့စေရဣရိသာလင်သဗ္ဗဝေရိယောသိမ့်သမကမြတ်လပေါင်းချုံအလုံးစုံသောယံသူကုသမြတို့ကိုညတိညာပနံနိကလေယမနေပေါင်းတေချံမရင်သိစေခြင်းပေသည်ခေသတရားဓမ္မဟောပြနေမုတ်ချမသွေသွားကြပါလေအမုံမိဩကာသေဤမှဝေကွာတော်ရအရ၌တိဋ္ဌာဟိဒေါသလွေရုပ်သိမ့်၍ဆုံးတိမ့်ပေခွာတည်နေကြပါစေကုန်သတည်း
ရိသတ်ကြီးလည်းအနန္တ၅ပါးကိုရှ िख ိုးပြီးပြီဘုန်းကြီးလည်းရှ िख ိုးပြီးသွားပြီအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့ရှေ့ပိုင်းကြည်ညာထားတဲ့တရားခေါင်းစဉ်လေးကဘာတဲ့တုံးကြိတ်တာသမီးထက်ငယ်သောဖေဖေပရိသတ်ကဘုန်းကြီးတော့တမျိုးထင်မှာသမီးထက်ငယ်သောဖေဖေဆိုတော့ကိုအေးကလည်းကြည်ညာသွားတယ်သမီးထက်ငယ်သောဖေဖေဆိုရင်တော့ပထွေးနေပါသူကရွှေမျိုးရမ်းစက်ပထွေးမဟုတ်ဘူးပြိဿအဖေချင်းအဲ့ဒီအဖေအရင်ကသမီးထက်ကိုငယ်တဲ့ပြိဿရုံရလားပြိဿကြီးဘာပြောချင်လဲကြားမှကြားဘူးပဲဘယ်ယုံလိုက်ယုံခြင်းယုံမယုံခြင်းနေပြိဿအဖေကသမီးတဲ့ငယ်တယ်မယုံခြင်းနေလေကျုပ်ကတော့ဒီတိုင်းပဲပေးတယ်ဒီတိုင်းပဲဟောသမီးထက်ငယ်သောဖေဖေဘာတဲ့တုံးပြိဿကြီးသမီးထက်ငယ်သောဖေဖေပါဗျာဟဲ့စကြစို့တန်တာကြီးလားဟာပုံပြင်လားဟာကာတွန်းတွေကလားဟာအောင်မိတ်နေမှာပေါ့မဟုတ်ပါဘူးဘုရားဟောဇတ်လမ်းကိုဘုန်းကြီးဟောဘုရားကိုယ်တော်မြတ်ကြီးကသမီးထက်ငယ်သောဖေဖေလို့ဟောသလားဘုရားဟောသပြောရဲရဲကြီးပြောတယ်မကြားဘူးသေးတဲ့လူတွေဆိုတော့တရားအထုဆန်းဟောရတရားများရိုးနေရင်တဲမနာခြင်းကြဘူးဒါကြောင့်မို့လို့ကျုပ်ကလည်းအဆန်းကြီးဟောရနောက်ပိုင်းဇာလံခုရတိနာမည်ပေးသေးဘူးဇတ်ထုတ်ကတော့ရှာပြီးသားနာမည်ပေးဖို့ကိုခုနကတကာအေးကလျှောက်တယ်ဘာတရားနာမည်ပေးမလို့နဲ့နောက်ပိုင်းပြီးသေးဘူးလို့ပြီးတော့မှစဉ်းစားအောင်ပဲနောက်ပိုင်းကျမှထိုင်ရင်းစဉ်းစားကောက်ကြည့်ညာရအခုဒီနေ့ဟောမဲ့သမီးထက်ငယ်သောဖေဖေဆိုတာလဲခုနကလေးတွေမှာပြီးသွားတယ်မိနစ်20လောက်အတော်အတွင်းမှာဘုန်းကြီးရေးလိုက်တဲ့စာလေးတပုတ်စီလေးဝါလေးကြိုက်အောင်တော့ကြည့်ရှုရေးတာပါပဲအတော်လေးပါလေးနဲ့ကြိုက်မလားတော့မသိဘူးပေါ့ခုနကမှရေးတာဘုန်းကြီးကလည်းတမျိုးတရားနာပြီးတာနေ့လေကြိုရေးလို့မရဘူးဓမ္မတရားဟောမယ်လို့နေ့လေမှာကြံလို့မရဘူးဘုန်းကြီးကညတရားဟောရမယ်ဆိုရင်စကားပြောတဲ့လူများလာလေဘုန်းကြီးကကြိုက်စကားပြောတဲ့လူမလာရင်ပလက်ကြီးလာနဖူးကိုလက်တင်စဉ်းစားတရားတွေဘာတရားဟောမယ်ဘာဟောမယ်အဲ့ဒါစဉ်းစားကိုယ်ကားဖြစ်ကုန်စောစောကစဉ်းစားထားတာညတရားတွေတစ်ခုမှမပါဘူးမဇတ်ထဲတွေ့ရထွက်သွားတာဒါကြောင့်စကားထိုင်ပြောနေရကထပြီးတော့တရားဟောရမှာစကားပြောတဲ့ထဲကပြီမလို့ကျွတ်တို့ကအခန့်ကင့်ခြင်းပါခြင်းပါလာကဲရှိသေးတော့လေသမီးထက်ငယ်သောဖေဖေဒါလေးနဲ့စထားရသာဝဋ္ဌိပြေမွန်ဇေရဝံကျောင်းတော်မှာသတင်းသုံးတော်မူစဉ်အခါသူမနဒေဝီလို့ဆိုတဲ့မင်းမပြူလေးကိုအကြောင်းပြုပြီးတော့ဟောတယ်ဗျအဲ့ဒီကလေးမကအဖေတဲ့ကြီးအဲ့ဒီကလေးမထက်သူ့အဖေကငယ်တယ်ယုံရလားပြိဿယုံပါဗျာဟေးဟာမယုံဘူးတဲ့တော့အေးလေနောက်ပိုင်းကျတော့ယုံလာမှာပေါ့ငါပဟေလိခတ်ဆန်ဆန်မှဲ့ထားတဲ့နာမည်ပေါ့တရားအစားဟောခြင်းလို့အဲ့ဒီကလေးမလေးစီမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကသူ့ကိုအကြောင်းပြု၍ဣဒာနန္ဒတိပစ္စနန္ဒတိကတပုံညောဥပယထနန္ဒတိဘုံညာမေကတန္တိနန္ဒတိဘေယောနန္ဒတိသူကတိင်္ဂတာလို့ဒီဒေသနာကိုဘုရားဟောပါဘယ်လိုဟောပြလဲသူမနဒေဝီအကြောင်းပြုဟောတရားအသင့်တော့တခါမှမဟောသေးဘူးဒီနေ့စဟောတာဘေးသားကြီးအသင့်နဲ့အဟောင်းပဲဟာကြိုက်ကြည့်ရှုလက်ကြိုက်ကြမို့ပြောဟာလေးဒါလေးတော့ဂျာသရီမပေးဘူးရှိမှစိုးလို့အသိကြိုက်လို့ဘုန်းကြီးတွေတရားဟောခက်ကုန်တာပေါ့ရှင်ရကြားဘူးပြီးသားတရားကြီးတွေမဟောပါနဲ့ဖေဒီလိုလျှောက်တဲ့တရားတော်မတွေကကျုပ်လှိုင်လျှောက်ရှင်းတုန်းကဥဒိဋ္ဌကြီးလို့ပဲဒါပြောပြီးသားပုံပြင်
အသစ်ကြိုက်တဲ့လူတွေကိုဒီပုံမြင်ကိုဘယ်နှခါထပ်ထပ်ကျုပ်ကပြောတတ်တဲ့အလေးရှိရေတော့ကဥဒိဋ္ဌာကြီးတရားဟောသိကောင်းအတန်ကကောင်းအတန်ကောင်းမသိတရားကယိုးလာဘယ်လူဟောစေတနာသုံးတာစေတနာသုံးတာကြီးဟောတော့တရားကယိုးလာအစတုန်းကတော့သူတရားနာပိဋကပြည့်ရှမ်းလို့နောက်လူမရှိဥဒိဋ္ဌာစဉ်းစားဟဲ့သူတော်ဘုရားငါတရားဝဲအရင်တုန်းကသိစီတာအခုလူမရှိဘူးကွာအဲ့ဒါဘယ်လိုဖြစ်သွားတာဘယ်လိုဖြစ်ရမလဲကိုတော့တခါလာမဲပြမစိုးတခါလာမဲပြမစိုးကိုတော့တရားကယိုးတာစေတနာသုံးတာကြီးပဲပြန်နာပေါ့ကိုတော့ဂျာဘူးပြီးသားကြီးဆိုတော့အေးဒါဖြင့်တို့တရားသိရှာရအောင်တော်တယ်ကောင်းကြစို့တရားစာအုပ်ထဲမကြည့်ပဲနဲ့တော်တဲ့အတွက်တရားသိရှာပြီးတော့ဒီတော်တဲ့တရားတွေ့ပါမတွေ့တော့တောင်ပေါ်တက်ကြစို့ကွာတောင်ပေါ်တက်တရားရှာကြောက်ခဲတို့သစ်ပင်တို့တွေ့မှာပေါ့အဲ့ဒီလိုတရားနာပြေးတာတောင်ပေါ်တက်တရားရှာလိုက်တော့တောင်ခမရံလေးအရောက်ဘဝကောက်တဲ့ကလေးမလေးကဝါခင်းထဲကသချင်းဆိုသောသားဟင်နောက်ကကလေးမလေးဆိုတဲ့သချင်းတောင်တော်ဟယ်လိုတောင်တော်တရားပမျိုးစုံလာတော့ဝိမာလာခိုင်ပန်းတဲ့ဝိမာသူချင်းရှာသူလည်းမရှိပါနဂိုရီတောသဘာဝမှာလောက်ကင်ကစားတောင်းနေရဟန်ကြသွားပြီနော်ဝါကောင်းသမဘေးသာယူတရားလားသချင်းလားရှင်းရှင်းပြောစမ်းတရားလားသချင်းလားဘယ်သူဆိုတာလဲဟဲ့ဝါကောင်းသမလေးဆိုတဲ့အတန်ကိုဥဒိဋ္ဌာကြားဟဲ့သူတော်ဘုရားနားထောင်ကောင်းမှုလားဟဲ့ကောင်းတယ်ဘုရားဝါကောင်းသမလေးဆိုနေတဲ့သချင်းဘုရားဟေးသချင်းမကလို့ဘာဖြစ်ဖြစ်မင်းမကြိုက်ဘူးလားကြိုက်တယ်ဗျငါလည်းကြိုက်တယ်ကွာဟေးသချင်းမကလို့ဘာဖြစ်ဖြစ်ဖိုးသူတော်နဲ့ဘုန်းကြီးတောင်ကြိုက်ရင်လူတွေကြိုက်တော့တယ်ကွာအဲ့ဒါတော့တရားလို့ခေါ်ရရဲ့ပဲနဲ့ကောင်းပါဗျာလာမင်းနဲ့ငါနဲ့တစ်ဖြတ်စီထိုင်မှတ်ရဆိုးမှာပါကွာစောင့်ရနောက်ဆိုးတဲ့ကလေးမလေးကတောင်းတော့တရားပန်းမျိုးစုံလာစွာဝိမာလာခိုင်ပန်းတဲ့ဝိမာဆွရှင်ရှာသူလည်းမရှိပါနဂိုရီတောသဘာဝမှာလောက်ကင်ကစားတောင်းနေရမဲဖျားတတ်တယ်ပါနေနဲ့အစင်းကိုပြေးနေတာဟိကြလားအဲ့ဒါလို့ဆိုလိုက်တော့တစ်ဖြတ်စီမှဟဲ့သူတော်မင်းရရှင်းမရတော့ဒီကွာငါလည်းနည်းနည်းတော့ရပြီကွာမင်းနဲ့ငါနဲ့ဟိုတစ်ဖြတ်စီမှတ်ပြီးစတ်စုလုပ်ရရင်ပြည့်သွားမှာပါကွာငါရတာကလေတောင်းတော့သားရပန်းမျိုးစုံလာသွားတတိတော်ကလေဝိမာလာခိုင်ပန်းတဲ့ဝိမာဟေ့သူတော်ငါကစွချေရှာလို့လည်းမရှိပါတတိတော်ကလေနဂိုရီတောတော်ဝမှာဟေ့သူတော်ငါကလုတ်ကိုင်ငါစားတော့ခိုင်တချင်းတကုတ်ပြေးသွားရောပေးသားကြီးနှစ်ယောက်စတာပြေးဘူးလားပြိဿပြေးသွားတယ်ပြိဿအဲ့ဒါလို့ပြေးသွားတော့ကိုင်းเจ้าပြန်ကြဆိုမနေ့ဖြင့်ကမောင်တုတ်ကြီးလူကလည်းပင့်ထားတယ်ကွာဟေးမောင်တုတ်ကြီးလူကပင့်ထားတော့တရားသိခေါ်လိုက်မယ်ဆိုတာမောင်းနဲ့ကြီးညာကွာဆိုတော့သူတော်ကမောင်းလင်းနဲ့ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာဆရာတော်ဥဒိဋ္ဌသည်မောင်တုတ်ကြီးရဲ့အလူမမနဲ့ဖြင့်ကတရားပွဲတရားဟောချီးမြှင့်မှဖြစ်ပါသဖြင့်အရင်တုန်းကလို့တခါလာမယ်ဗျာမဆိုတရားယိုစေတနာသုံးတာမဟုတ်တော့ပဲတရားအသိဆမ်းမြဟောမည်ဖြစ်၍စောနေရအောင်ကြွတော်မူကြပါခင်ဗျာလှည့်ဖိတ်လိုက်ဟေးအသိတဲ့ကွာအမှန်တော့ဥဒိဋ္ဌကြီးကအတန်ကောင်းတယ်ကွာတရားယိုးနေလို့ဟေးအသိတဲ့ကွာဆိုတော့မန္တထဲလူတွေရှမ်းလာနောက်တရားနာပိသားဟိုမန္တထရံကြီးခွာပြရမန္တကားကြီးဖြုတ်ပြရစီလိုက်တာကြိတ်နဲ့ဘုန်းကြီးကတရားဝဲစဘုသူတော်ကလည်းဘေးနာကထိုင်းလို့
ပေါင်းတို့ကြည့်ဖေမင်းလေးယခုချွေးနေစာလေးတဲကရှိစုမဲ့စုလေးထုတ်ပြီးတော့လှူရတဲ့ကိစ္စအဲ့ဒီလိုလှူတဲ့ကိစ္စမှာစေတနာသုံးတန်ပြတ်ထမ်းပြီးတော့မင်းလှူတာကွမင်းအလှူကအေးလှူလားအပူလှူလားဟဲ့ဖေအဲ့ဒါနားမလဲဘူးဖေဟောအပူလှူဆိုတာကျွေးယူလှူတာပေါ့ကွငွေကူမျောပြီးတော့ဘိဿာ1000တော့ရိုက်ကန်းထားတာပဲအကုန်လုံးလာရင်တယောက်ကိုဘယ်လောက်သွားနဲ့တွက်တော့အလေကျွေးလေးတော့ပြေကောင်းပါရဲ့နဲ့အဲ့ဒါလိုငွေကူမျောပြီးလှူတဲ့အလှူကအပူလှူကွမိမိရှိသမျှလေးနဲ့အပြတ်လှူတာမုတ်တစာကြီးအဲ့ဒီဌာနကအေးလှူကွဟာတပည့်တော်ငွေလေး900ရှိတာအပြတ်ပါဗျာကျွေးမယူဘူးဗျာအကူမခံဘူးဗျာအေးကောင်းတော့ကွမင်းမလှူသေးရှင်းမစားကကြံစီတာပုပ္ပစေတနာခေါ်တယ်ကွလှူစေကာလမှာမုံစစေတနာခေါ်တယ်ကွလှူပြီးနိဗ္ဗာန်ထီအောင်ဝမ်းမြောက်ရမယ်ကိစ္စကြီးကအပရစေတနာခေါ်တယ်ကွအစချီလိုက်တော့လူတွေလှုပ်ဖြစ်လာဘာထူးလုံးကွာတရားအသစ်တဲ့တခါလာလဲစေတနာသုံးတာဟဲ့ပြန်ရစို့နောက်ကလူတော်လောက်ကလစ်ဘုသူတော်မကျေနပ်ဘူးခက်တယ်ငါကူတော်ကြီးနဲ့တော့လူတွေပြန်ကုန်ပြီပြန်လာလည်းကြည့်မထင်ပါဘူးရတောင်ကြီးပိတ်လို့ဆိုဟောနေကွာကြဟုတ်သားပဲစေတနာသုံးတာကြီးဟောပြန်ကြမှာပေါ့ငါတောင်ပြင်းလာတရားသိမေ့နေတယ်နဲ့တူတယ်နည်းနည်းလေးတော့သတိပေးဦးမှာကိုတော့တောင်တော်ဘုံညကြားသေးဘူးကိုတော့တောင်တော်တရားဂါထာအသစ်ဖော်ပြီးမေ့နေလို့အစပြုတ်ပြီးနောက်ဘုံညလှည့်ကြည့်တောင်တော်အေးဟုတ်ပြီနောက်ဘုံကြီးတိသွားတရားနာပြေတာဒါနပြုတယ်ဆိုတာစေတနာသုံးတာမှာပါပြီးကိုမပြီးလို့ဒါအနည်းငယ်မြပြောတာဒီတရားကရိုးနေတဲ့တရားသိဟောကြစို့တရားသိဟောကြစို့ဆိုတော့ပြန်သွားတဲ့လူတွေကခြေလှမ်းလေးတွေတွန်းသွားဟေးကောင်းနေအစ်စ်တယ်ကွာအစ်စ်ဆိုနောက်ပြန်လှဲ့လာတော့မှဥဒိဋ္ဌကတရားသိဟောခြင်းလုံးလို့ဘုန်းကြီးတို့လည်းတန်းနဲ့ခင်ပြင်းရှိတာနဲ့တော်တဲ့ထွက်သွားတော့နေကြီးဆန်းထားတဲ့သစ်ပင်ကလေးတွေစိမ့်လာဆူပြေသွားမြင်ရတော့တော်တန်းတောင်တန်းလေးကြည့်ပြီးတော့ဂါထာလေးတပုတ်စက်ခဲ့တယ်ပြိဿအဲ့ဒီတရားအသိဟောမလို့ဂါထာဆိုတော့လူတွေကနားဆွင့်ထောင်ကြစပြီးတော့ဘုန်းကြီးဂါထာတရားအသိဆိုပြီးတော့អွန်လိုက်တောင်းတော့တရားပန်းမျိုးစုံလာသောဝိမာလာခိန်ပန်းတဝိမာဆွရှင်ရှာသူလည်းမရှိပါညကိုရီတောတော်ဘာဝမှာလုတ်ကင်ကစားတောင်းနေရအဲ့ဒါလူလဲဆူလိုက်ရောပရိသတ်ကသာဓုမခုံလက်ခုပ်တွေထပြီးပရိသတ်ကသာဓုမခုံလက်ခုပ်တွေထလာအဲ့ဒီနောက်လေဥဒိဋ္ဌကြီးဘယ်လိုဖြစ်သွားတော့ဆိုတော့အတော်ကောင်းတဲ့တရားကိုကွာတဲ့ဟေးတရားကောင်းတော့ကွာဆိုတော့သခင်ကောင်းတယ်ပြောတော့တရားကတောင်းတခြားဖင်တခြားပေါ့နော်ဂျာလီကန်တို့လည်းဆိုတော့သခင်ကောင်းတယ်ပြောတော့တရားဒါပေမဲ့လို့စားတောက်တာလောက်နဲ့တယ်မပြီးပဲနဲ့လောကုတ်တရားဘဟုတုတတပိုင်းထားလို့လောကီဘဟုတုတကတက္ကန္ဓနဲ့လူငယ်နောက်ပေါက်ကလေးများမပြင်းရအောင်ဟောလာတဲ့ဘုန်းကြီးဆိုတာသိကြသဖြင့်ယောက်ျားရောမိန်းမရောကလေးရောလူကြီးရောဝိပဿနာသမားရောလက်ခံပြီးတော့နားနေတဲ့တရားတွေပါပြိဿမှန်လားပြိဿကြီးမှန်ပါဗျာဒါကြောင့်တရားအသစ်ပဲဟောကြပါစို့ဟောကြစို့ဆိုကုရတိဟောသေးဘူးအဲဆိုကြည့်စမ်းပြိဿပါတယ်ဖခင်ကြီးကသမီးကလေးထက်ငယ်ပဲကြားဘူးကြရဲ့လားလောကလူများမယုံနိုင်တရားပဲဖခင်ကြီးတဲ့သမီးကကြီးတဲ့ပိဋကကြီးကြားမှကြားဘူးပဲလောကလူတွေယုံနိုင်မှာမလားမယုံနိုင်တဲ့တရားအဆန်းလို့ဟောတော့လေဘယုတ်ဒုက္ခမထင်နဲ့ဘုရားဟောတဲ့ကျမ်းဂန်ကထုတ်ထားတယ်။ဘာလဲဆိုတာကဖခင်ကြီးကသမီးကလေးထက်ငယ်ပဲ
ကြားဘူးကြရဲ့လားလောကလူများမယုံနိုင်တရားပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထင်ငယ်သောဖေဖေဘသူတဲ့ငယ်တုံးပြိဿဗါတဲ့ယုံခြင်းယုံမယုံခြင်းနဲ့သမီးထင်ငယ်သောဖေဖေသမီးထင်ငယ်သောဖေဖေဟုတ်ပါသလေဟုတ်ပါသလေဘုရားဘဂဝါကြီးတရားအထင်ရှားဟောခဲ့ပြီလောကလူတွေလောကလူတွေအတန်နဲ့နေလို့ဟဲ့သိနေကြတာဖေဖေသိနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်ပါပဲအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်ပဲအတန်ကဒီလိုမှမှန်မှာကိုခုနကမှရေးထားတာဆိုတော့လေငါအတန်ကနည်းနည်းလေးပြောင်းသွားဗါတဲ့သို့တော်လေဒီသချင်းကဇာလန်းမဟောသေးပဲနဲ့အဆုံးဆိုလို့မဖြစ်သေးဘူးဟာပြီးကုန်ပါဆိုလို့ဗါတဲ့နောက်ကပြန်လိုက်စမ်းကဖခင်ကြီးကသမီးလေးထက်ငယ်ပဲကြားဘူးရရဲ့လားလောကလူများမယုံနိုင်တရားပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထက်ငယ်သောဖေဖေသမီးထက်ငယ်သောဖေဖေဟုတ်ပါသလေဟုတ်ပါသလေဘုရားဘဂဝါကြီးတရားအထင်ရှားဟောခဲ့ပြီလောကလူတွေသိနေကြတာဖေဖေသိနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်မေဘယ်နည်းနဲ့မှမငြင်းနိုင်မေသို့တော်လေရှင်းသွားသေးဘူးသွားလို့ဖြစ်သေးဘူးဟောရအောင်စို့သုံးလောကထောထားအသပြင်းညမြတ်စွာဘုရားသည်ခုနှစ်ကဘုန်းကြီးပြောခဲ့တဲ့ဣရဏန္တတိပစ္ဆနန္တတိအစရှိသဖြင့်သာဝတ္ထိပြေမွန်ဇေရဝံကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါသူမနာဒေဝီလို့ဆိုတဲ့မိမပြူလေးတယောက်ကိုအကြောင်းပြုပြီးဟောတာကိုပြိဿအဲ့ဒီမိမပြူလေးကဘသူသမီးလဲလို့ဆိုတော့ကျွတ်တူအနာရဘိန်တထေးကြီးရဲ့သမီးပြေးတာကြီးဘသူသမီးတို့အနာရဘိန်တထေးကြီးကသမီး3ယောက်ရှိအော်ကျွတ်တူဘုရားကိုရောမြတ်ကြီးရွှေလက်ထက်တော်အခါကဝိသခါဒီတနေ့မှာတန်ခါ2000နေ့စဉ်ဆုံးကပ်သည်ဘယ်2000တော့ဒီလိုပဲအနာရဘိန်တထေးကြီးများကလည်းတနေ့2000ဆုံးကပ်ကြသည်ဝိသခါနဲ့အနာရဘိန်တို့ကတန်ခါ2000ဆုံးကပ်တယ်လို့ဆိုတော့တပါးတော်သူတွေဆုံးကပ်ဖို့ခက်သွားတာပေါ့ဝိသခါအနာရဘိန်မကပ်လို့တပါးတော်သူတွေကပ်ပြရင်လဲဝိသခါအနာရဘိန်တို့မှမရောက်လာရင်သူတို့လူတဲ့ဆွမ်းဒါနမမြတ်တရားရောသူများထက်မွန်မြတ်အောင်ထူးကဲအောင်ကတ်တဲ့ဝိသခါအနာရဘိန်တို့ဖြစ်နေကြတော့ဝိသခါကြီးကလည်းဒီလူတဲ့ဆွမ်းဒါနမြင်းမကလေးတွေကိုလွှဲပြီးတော့ဆွမ်းလူစေတယ်နောက်အဖွားရဲ့အရေးအရာပေါ့လေမြေးကလေးတွေကိုဆွမ်းအလူခိုင်းဒီလိုပဲအနာရဘိန်တစ်ထေးကြီးကလည်းတရားနာပရိသတ်ကြီးသမီးကလေးတွေကိုအလှခိုင်းကိုစားထားပြီးတော့ဒီလိုကိုစားထားပြီးတော့အလှခိုင်းတဲ့အလေးအကျင့်ဟာယခုအခါ
မိဘများလည်းပဲအဲ့ဒီအတုယူထားကြတာနဲ့ဒူပါရဲ့မိဘအတုကိုသားသမီးတွေလိုက်လာတယ်ဆိုရင်ကောင်းထုကိုလိုက်မှာကောင်းထုဆိုတာကလည်းမိဘများကကောင်းတဲ့အလုပ်လုပ်မှာမိဘများကဖျားသွားတဲ့အလုပ်ကိုဝါသနာပါရင်သားသမီးလေးတွေဖျားမပါဘူးလားပြိဿဖျားပါသွားကြတဲ့ကမိဘများဖျားဖူးရင်သားသမီးလေးတွေဖျားမဖူးဘူးလားပြိဿဖျားဖူးတယ်မိဘများကကြောင်းကိုသွားတယ်ဆိုရင်သားသမီးလေးတွေမပါဘူးလားပြိဿကျောင်းရောက်တော့တန်ဃာတော်တွေလက်အုပ်ချီမှုရှ िख ိုးကြတော့ရင်မိဘရှ िख ိုးသလိုသားသမီးလေးတွေအတုလိုက်ပြီးတော့ရှင်မခိုးဘူးလားပြိဿမိဘတွေတရားနာသွားတော့လေသားသမီးလေးတွေတရားနာပါမသွားဘူးလားပါသွားတော့တစ်လုံးစားနှလုံးစားကြိုက်တာလေးတွေ့တော့မိဘများကြောင့်ဒီတရားနာရသဖြင့်မှတ်မသွားနိုင်ကြဘူးလားပြိဿမိဘများကောင်းတဲ့အလုပ်လုပ်ရင်သားသမီးလေးတွေလည်းကောင်းတဲ့အလုပ်ကိုလိုက်ပြီးတော့အတုလုပ်နိုင်ကြသည်မိဘများတရားနာတော့လေသားသမီးတရားနာရသည်မိဘများကြောင်းသွားတော့လေသားသမီးကြောင်းသွားရသည်မိဘများဖျားဖူးတော့လေသားသမီးဖျားဖူးရသည်မိဘရုပ်ရှင်ကြည့်တော့ကိုသားသမီးလေးတွေပါမသွားဘူးလားပါသွားတော့ရုပ်ရှင်ကြည့်တဲ့အတုတွေကိုမိဘကြောင့်ရပြီးတော့လူငယ်ဆိုတော့လူကြီးတဲ့အာယုံ၅ပါးပို့ကြိုက်တဲ့ဖြင့်ခဏခဏကြည့်ခြင်းလို့ပစံတောင်းတော့မိဘတွေမျက်စောင်းထိုးကြသည်ထိုးဘူးလားပြိဿကြီးမထိုးနဲ့အဲ့ဒါကိုကြောင့်မိဘကြောင့်ပုဗ္ဗာစရိယမိနဲ့ဖတယ်မှန်လားပြိဿကြီးမိဘများဇပ်ပွဲသွားတော့လေသားသမီးတွေဇပ်ပွဲသွားကြသည်သွားဘူးလားမိဘများလူကြီးတွေအတုလိုက်ပြီးတော့လူငယ်တွေကလောက်ကြမိဘများရီးလို့လေသားသမီးလေးတွေရီထလာသည်ဖေဖေမေမေအခေါ်ခိုင်းလို့လေသားသမီးလေးတွေခေါ်တတ်လာသည်မွေးဖွားပြီးခါစားတောကြီးတဲ့သွားပြစ်ထားလိုက်တော့မှလူရိုင်းတာဇန်ဆိုတာလူသားမကြားရတော့ဆင်အော်တော့လူရိုင်းတာဇန်ဆိုတာလူသားမကြားရတော့ဆင်အော်တော့ဂျိုးကြတဲ့ကရဝိတ်တွေအော်တဲ့အတန်သူသိသည်မြင်းနေနွားတွေအော်တဲ့အတန်သူသိသည်လူသားဆိုဘာမှနားမလဲတော့ဖေဖေရမေမေရဖုန်းကြီးရဖယားရရဟန်းရတန်ဃာရအစရှိတဲ့ဖြင့်ဒီလိုအတန်ကလေးတွေလူတွေကြားပြီးတော့ကြီးတဲ့အခါပြောတတ်လာတာမိဘအတူမိဘကသင်လို့ဒါကြောင့်ပုပ္ပါစရိယရှေးဥဆရာပါတဲ့မှန်ရလားပြိဿရှေးဥဆရာဖြစ်တဲ့မိဘမှားလို့ရှိရင်သားသမီးလေးတွေမှားတတ်ပါသည်မှားဘူးလားပြိဿကြီးမိဘများအတူမလိုက်ဘူးလားပြိဿကြီးလိုက်တယ်နော်ခမရတို့အတူလိုက်ပြီးတော့အကုန်လုံးအတူတွေလိုက်ကုန်တော့အကုန်လုံးဘာပြောချင်သေးတော့အကုန်လိုက်ကုန်တာအကုန်လိုက်လို့ကုန်တော့ဘယ်ဝတ်ပေါက်ကထွက်မလဲဒီအလုပ်တွေကြီးအကုန်လိုက်လုံနေသဖြင့်တန်တရာတဲ့ဝဲလက်ခတ်ကုန်တာဗောမှန်လားပြိဿကြီးအကုန်လုံးဆိုတာသဘောပေါက်ရဲ့လားအကုန်လုံးဆိုတဲ့ကတပြုံလုံးပပုတ်ပုံးကြီးဟွာရောဘာမှမကြဘူးသာမှတ်တော့ကြည့်တရားနာပြိဿကြီးမိဘများရဲ့အတူကိုလိုက်လို့အနာရမင်းတစ်ထေးကြီးကလည်းသမီး၃ယောက်ရှိတယ်ထဲမဟာသုဘရာချစ်သမီးနေ့စဉ်တန်ခါ2000ဆွမ်းကပ်နေကြအဖေကိုစားပြုပြီးတော့ငါသမီးကြီးလူဝေတမ်းမေတော့အဲ့ဒါလို့ခိုင်းထားလိုက်တာမဟာသုဘရာလေးကသောတာပန်တီးတန်ခါတော်တွေဆွမ်းပင့်ကတရားနာပြီးတော့သောတာပန်တီးပြီးတဲ့နောက်မှာအိမ်တော်ပြုသည်အိမ်တော်ပြုတော့လင့်အိမ်နောက်လက်ရရှာလေသည်သုလသုဘရာလေးကြံနေခဲ့သည်သမီးလေးအငယ်သူမနာလေးကြံနေခဲ့သည်ဘသူကြတုံးပြိဿသူမနာဒေဝီတဲ့ပြိဿအနာရဝင်းတစ်ထေးကြီးရဲ့သမီးငယ်လေးကြံနေသည်အဲ့ဒီအနာရဝင်းတစ်ထေးကြီးရဲ့သမီးကလေးသူမနာဒေဝီသည်သံဃာတော်ရှင်မြတ်များကိုနေစဉ်နဲ့များဆံပြုသူတရားနာဒိဋ္ဌိနဲ့သောတာပန်ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာလို့ကျွတ်သောတာပန်ဖြစ်သွား了ပေါ့ပြည်သားကြီးဒိဋ္ဌိနဲ့ဝိသိကိစ္စကွာပြီးကလေးမလေးပါဖြစ်သွားတယ်သောတာပန်ဖြစ်ပေမဲ့လို့သူကဒီမဲ့အဆင့်ဖို့အဆင့်တစ်ဆင့်နဲ့မကဘဲနဲ့ရှေ့တစ်ဆင့်တက်သွားအရင်အမတွေကတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာ၍သောတာပန်လောက်သာဖြစ်ကြသည်သောတာပန်လောက်နဲ့ရပ်နေကြသည်ရပ်ရောပေါ့ပြည်သားဒီဘက်ကဟာရပ်ဆိုဟိုဘက်ပြောင်းသွားတာကိုဘယ်ဘက်ပြောင်းသွားတော့ပြည်သားဟိုဘက်ပြောင်းသွားသောတာပန်ပဲဒီကလေးမလေးကတော့တရားနာပြည်သားကြီးသောတာပန်နဲ့မက
အိမ်တော်ပြုတ်ပြီးတော့ဟိုဘက်မပြောင်းသည့်အတွက်အိမ်တော်မပြုတ်သည့်အတွက်သက္ကရာဂာမိမဖို့သို့ရောက်လာသည်နမက်နှစ်ဖို့ပေါ့ဘေးသားကြီးဘယ်နမက်ဘယ်နှစ်ဖို့တော့နမက်နှစ်ဖို့ရောက်လာပြီးတဲ့နောက်ကလေးမလေးတရားနာပြေးသားကြီးနေမကောင်းထိုင်မသာယောဂပြင်းပြင်းထန်ထန်ဆွဲကပ်ပြီးတော့လာခဲ့ဒီလိုယောဂဆွဲကပ်ပြီးတော့လာရမှခေါ်ပေးကြပါအနာရဘိန်းတစ်ထေးကြီးကိုခေါ်ပေးကြပါဆိုတော့အနာရဘိန်းတစ်ထေးကြီးကဇရက်တစ်ခုမှလှူရင်းတန်းရင်းကနေပြီးတော့သမီးလေးထံအရောက်လာသမီးလေးထံရောက်လာတော့ရှိသမီးသူမနာဒေဝီလို့အဲ့ဒါလို့အတန်ကလေးပြုတ်ပြီးခွန်လိုက်တော့မောင်လေးတဲ့မင်းအမကြီးကိုခေါ်သလားတဲ့ဒီသားကြီးသူမနာဒေဝီကသူ့ဖေပြောတဲ့စကားလေးနားထောင်ဆောင်မှမောင်လေးတဲ့မင်းအမကြီးကိုခေါ်သလားတဲ့ဘာလဲတော့ရိတ်သားကြီးအဲ့ဒီတိုင်းပြောလိုက်တော့အနာရဘိန်းတစ်ထေးကြီးကဟောအဖေကိုမောင်လေးလို့ခေါ်နေပြီငါသမီးယောဂတန်ချက်ကြောင့်ကြောင်ကရမ်းနဲ့ငါသမီးရောင်ရမ်းပြီးတော့များပြောလိုက်လေသလားမောင်လေးတဲ့အမကြီးမရောင်ရမ်းပါဘူးတဲ့နာရဘိန်းတစ်ထေးကြီးမျက်လုံးပြူသွားတယ်သမီးကငါကိုမောင်လေးလို့ခေါ်နေပြီရောင်ရမ်းပြီးတော့ပြောသလားဆိုတော့လေအမကြီးမရောင်ရမ်းပါဘူးတဲ့ရှိသမီးသူမနာဒေဝီလေးမှာငါသမီးသေရမယ်ဖေးကိုကြောက်လေသလားငါသမီးသေရမယ်ဖေးကိုကြောက်လေသလားမောင်လေးအမကြီးမကြောက်ပါဘူးကွယ်အမလေးအဖေကိုခုတည်းထီမောင်လေးကြီးခေါ်နေပြန်ပါဘောလားဟေးတန်တော့ယောဂဝေဒနာပြည့်ထန်စွာခံပြီးတော့ငါသမီးကြီးသေရွာမမြန်းငင်ကြောင်ကရန်လေးရှောက်ပြောနေတာဟုတ်ပါပြီဟဲ့ခြေသမီးသူမနာဒေဝီတဲ့ငါသမီးလန့်လားမောင်လေးတဲ့အမကြီးမလန့်ပါဘူးတဲ့လှုပ်ပြန်ပြီမောင်လေးလို့ကြီးခေါ်နေသည်သမီးဘယ်နဲ့ကြောင့်အဖေကိုမောင်လေးလို့ခေါ်ရတာတော့အိုးတဲ့မောင်လေးမှုမောင်လေးခေါ်တာပဲကွယ်တဲ့အမကြီးကမောင်လေးခေါ်တာစိတ်မဆိုးပါနဲ့ဟောဗျာဒုက္ခပါပဲအေးတန်တော့ငါသမီးယောဂဝေဒနာဖြစ်စီလို့အဖေကိုပဲလျင်မောင်လေးလို့ခေါ်တယ်သမီးတတိထားပါကွယ်သမီးရဲ့လို့အပမှာကပ်ပြီးတော့တရုတ်တရားနှစ်ဖူးလေးကိုစမ်းကြည့်လိုက်ဟောသမီးငါသမီးစကားမပြောတော့ပါလားလက်ပဲအောက်လက်ကလေးရှိုးကလေးမလေးရဲ့ခေါင်းကိုသူ့ပေါင်းပေါ်ထားလို့ပါကလေးတွေပုတ်လို့မင်းစီကလေးလှုပ်ပြီးတော့သမီးအဖေခေါ်နေတဲ့သမီးသူမနာဒေဝီရဲ့မျက်လုံးလေးဖွင့်လာမောင်လေးရဲ့အမမနေရတော့ပါဘူးလှုပ်ပြန်ပြီတမောင်လေးတဲ့လေးနေတော့တာပါပဲလားသမီးငါသမီးပဲလို့တော့ခုတည်းချီမောင်လေးခေါ်နေတာတော့အိုးမင်းငါတဲ့ငယ်လူမောင်လေးခေါ်တာပါကွယ်ငါမောင်လေးရဲ့ဒုက္ခပဲခုတည်းချီမောင်လေးခေါ်တော့မလားတန်တော့ငါသမီးကြီးပြေသွားဖို့သွားတော့မယ်လေတူပါရဲ့သတိထားလေမောင်လေးမမမျက်စိတွေပြားလာပြီကွယ်မောင်လေးရဲ့မျက်နှာဝမမနေရတော့ပါဘူးမနေရတော့ဘူးထေမောင်လေးသေမဟာသေဘုန်းကြီးမသက်တာဘူးသေမလူကသေမှာပဲကံပြေးသားကြီးသူမနာဒေဝီလေးသေမလားသေပါဗျာအဲ့ဒီတော့ကမှအဖေလို့ခမညာကသမီးသူမနာဒေဝီမိမလိမ္မာကြီးဟောမဟာသူဝရဆူလက်သူဝရခေါ်တဲ့သမီးနဲ့ရောက်အိမ်တော်ပြုပြီမဲ့လို့ဟောဒီသမီးအငယ်အိမ်တော်မပြုဘဲနဲ့အဖေလုတ်တဲ့အလုပ်ကိစ္စအရင်နဲ့ပြုပြီးတော့လာခဲ့တဲ့သမီးဟာပါလေခုတော့ကသမီးကြီးအဖေပြသွားပါဘောလားအလိမ္မာတော့အလိမ္မာဆိုကြီးအဖေကိုထားပစ်ခဲ့ပါဘောလားရဲ့လို့
သမီးရတနာရဲ့လေအထီးတန်ကဖခင်ကိုထမ်းခဲ့တော့မလားဟာတန်ရောစင်များအကျဉ်းသားတွေစုံလှကြည့်ရဲ့မြင်လာပုံသွေးတန်တွေကနောက်လူအောင်ပါသမီးရဲ့သူမနာမလေးအဖွေမတော့ထောင်ရှူစန္ဒာကတဏ္ဍတဏ္ဍငါသမီးကြီးသူမနာဒေဝီကိုသာငိုလိုက်တဲ့အဖိုးကြီးဗျာအနာရဝိန်ကြီးပြေးတာဘသူကြီးတော့ငိုနေတာငိုပြီးတော့ပူဆွေးဒုက္ခတွေရောက်ပြီးတော့ကမှသမီးကလေးအလောင်းကိုသင်ကြပြီးတော့ခါမြတ်စွာဘုရားထံရောက်လို့မြတ်စွာဘုရားတပည့်တော်သမီးသူမနာဒေဝီမရှိတော့ဘူးဗျာတပည့်တော်သမီးသူမနာဒေဝီမရှိတော့လို့တပည့်တော်အပူသောကတွေရောက်ပြီးတော့တပည့်တော်ခံစားရတဲ့ဒုက္ခတွေမပြောက်အောင်ဖြစ်နေပါလားဗျာအဲ့ဒါကတော့အနာထပိန္ဒီကတထေမပူဆွေးနဲ့လေလူတွေမှန်သမျှသေဝေးကဘသူလွတ်ကြလို့တို့လူသားကိုမဆိုးထားနဲ့ရှိသမျှတက်ရှိတတ္တဝါမှန်သမျှတို့သည်တကားတော့သေမျိုးကြီးပဲဟဲ့သေခြင်းတရားကိုထမင်းစားပြီးတော့စောင့်နေရတာပဲကွယ်ဒါရီသတိရှိပါမှပေါ့မှန်လားပါဗျာတတိတော်သတိရှိပါတယ်ဗျာဖယားတပည့်တော်သတိရှိပေမဲ့လို့သူ့မနာဒေဝီသမီးငယ်ကလေးအလေးမမကလေးသေသွားသွားကနီးမြတ်စွာဘုရားရောက်ရောက်ပြီးတော့ကြောင်ရံနေပြောသွားတယ်ဗျာအဲ့ဒီကိုကြောင်ကြောင်နေပြောသွားတဲ့စကားကြောင့်တပည့်တော်သမီးလေးကိုမျက်စိတဲ့ကမထွက်သူပြောတဲ့စကားတွေနားတဲ့ကမထွက်ဘူးဗျာဟဲ့တကားတော့တင့်သမီးဘာတွေပြောသွားတော့တပည့်တော်သမီးလေးကတပည့်တော်ထဲလေအသက်ကြီးတဲ့ရောင်ရောင်တပည့်တော်ကိုမောင်လေးတဲ့မြတ်စွာဘုရားအေးလေတဲ့ဟုတ်သားပဲတဲ့ဘုရားဘုရားမဖယားနဲ့ကွယ်ဟုတ်တယ်မြတ်စွာဘုရားဘယ်လိုဟုတ်တယ်လဲတပည့်တော်ကအသက်ကြီးပါတော့ဘုရားတပည့်တော်ကမွေးတဲ့သမီးပါဘုရားအခုတော့တပည့်တော်သမီးကတပည့်တော်ကိုမောင်လေးခေါ်ယုံနေမကသမီးတရားမှကြောက်သလားဆိုတော့မောင်လေးအမကြီးမကြောက်ပါဘူးကွယ်တဲ့သမီးတရားမှလန့်လာလို့ဆိုရတော့လေမောင်လေးအမကြီးမလန့်ဘူးတဲ့ဖျားဒါကြောင့်ဖျားတပည့်တော်သမီးပြောသွားတဲ့စကားထူးခြားလို့လျှောက်ထားရပါဖျားလို့အဲ့ဒါလို့လျှောက်ထားတော့မှမြတ်စွာဘုရားကိုတော်မြတ်ကဟဲ့တကားတော့အနာရဝိန်တထေတင့်သမီးလေးပြောတဲ့စကားမှန်တကွသင်ဒီယခုဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတာပန်ပုဂ္ဂိုလ်မြတ်သာဖြစ်သည်တင့်သမီးကပထမမဲ့ဖို့ရမကသဂရာဂာမိမဲ့သဂရာဂာမိဖို့သို့ရောက်၍လောကီမှာအဖေကအသက်ကြီးသမီးကငယ်တာမှန်တော်လေလောကုတ္တရာအဖြစ်ကြည့်လိုက်ပါကဒုတိယမဲ့အရှင်ဖို့အရှင်သဂရာဂံဖြစ်နေပါသောကြောင့်အနာရဝိသင်ကသောတာပန်ဖြစ်ခြင်းကြောင့်သင်နဲ့မဲ့အရှင်ဖို့အရှင်ရင့်ပြီးတော့သင်တဲ့ကုဏဝုဒ္ဓီကြီးလို့မောင်လေးလို့ခေါ်သွားတာကွယ်ဘုရားအမှန်ပဲလားဘုရားအေးရောင်ရမ်းတာမဟုတ်ဘူးတကားတော့ရဲ့အမှန်ပဲကွယ်သဂရာဂမိမဲ့ဖို့သို့ရောက်သွားပြီသင်နဲ့ကြီးသွားပြီမဲ့အရှင်ဖို့အရှင်ဒါဖြင့်ဗျာတပည့်တော်သမီးလေးခုပဲဘဝမှာရောက်နေပါသလဲဗျာတကားတော့တုတ်တိတာနတ်ပြည်မှာသင်သမီးရှိလေရဲ့လို့အဲ့ဒီကဲ့သို့မြတ်စွာဘုရားဟောကြားတော်မူသည်ဒါကြောင့်တရားနာပရိသတ်ရေပဟေလိဆန်ဆန်ပေးထားတဲ့နာမည်ဒီတိုင်းသာပြောလို့ကတော့ယုံကိုမယုံနိုင်တဲ့ဇလံအခုတော့ပရိသတ်ကြီးယုံသွားပါလားခုနဝုဒ္ဓီဝရဝုဒ္ဓီခုနဝုဒ္ဓီဆိုတာဂုံကြီးတာဝရဝုဒ္ဓီဆိုတာအရွယ်ကြီးတာဝရဝုဒ္ဓီဆိုတာဘာကြီးတာခုနဝုဒ္ဓီဆိုတာဘာကြီးတာကျွတ်တို့လေဟောနားလည်အောင်ပြောရမယ်ဆိုရင်ပြိဿ90ကျော်အဖိုးကြီးသင်္ကန်းဝတ်တယ်90ကျော်မှဝတ်တယ်တုံးမှဝတ်တယ်3မှဝတ်တယ်တုံးမှဝတ်တယ်ညံနေမရှိမှပေါ့ညံတုံးမှဝတ်တာပြောပါလေတောင်တွင်းကြောင့်တွင်းလျှောက်တွင်းမနေ
ညာနေတုံးမှာအသက်ကြီးမှဝတ်တော့တောထွက်ကြီးပေါ့တဝါရဧတာကြီးဘယ်နှဝါရအသက်တော့ကြီးဘူးလား80ဆိုတော့ဟာအခုဂျန်ဒီကန်ဥဇတိလတို့က45နှစ်ရှိသေးတယ်45နှစ်ပြီမဲ့လို့ကျုပ်ကအသက်20ကရဟန်းခံတော့25ဝါရအဲ့ဒီ80တောထွက်ကြီးကတဝါရသေးတယ်အဲ့ဒီအသက်80တောထွက်ကြီးနဲ့ကျုပ်နဲ့ဘသူကများရှ िख ိုးရမတုံးကျိတ်တာသိပလားကြီးတာပြေးတာကြီးတာသိပလားတောထွက်ကြီးနဲ့ကျုပ်နဲ့ဘသူကကြီးတော့အဲ့ဒါကြောင့်ပဟေလိဆန်ဆန်မှဲ့တဲ့ဇက်လန်းမှာဆိုမှပြေးတာကြီးဟိုတောထွက်ကြီးနဲ့ကျုပ်နဲ့ဘသူကကြီးဘာကြီးတာတော့ဝါကြီးတာဝါကြီးတာကဲဟိုဘက်ကတခါလှည့်ပြောကြအောင်ဆိုတောထွက်ကြီးနဲ့ကျုပ်နဲ့ရှင်ကြီးလိုက်တော့တောထွက်ကြီးကကြီးတယ်သူကဘာကြီးတာသူကအသက်ကြီးတာကျုပ်ကဘာကြီးတာတော့ဝါကြီးတာဂုံကြီးတာဒါကြောင့်တရားနာပြိဿသမီးလေးပြောသွားတဲ့စကားဖခင်ကမမှားဘူးလို့အဲ့ဒီကဲ့သို့ဟောပါသဖြင့်ခွန်းလင်းကမှဖြစ်ကြတဲ့ဆန်းကောက်ရေးထားတာဗါတဲ့ဆိုလိုက်ဆန်းမှာဖခင်ကြီးကသမီးကလေးထက်ငယ်ပဲလိုက်တော့နောက်ကလူတွေကြောင်ခိုးမနေနဲ့ကြားဘူးကြရဲ့လားလောကလူများမယုံနိုင်တရားပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထငယ်သောဖေဖေသမီးထငယ်သောဖေဖေဟုတ်ပါသလေဘုရားဘဂဝါဒီတရားအထင်အရှားဟောခဲ့ပြီလောကလူတွေပြီးနေကြတာဖေဖေပြီးနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်မေသို့တော်ပြန်ဆိုဟိဗါတဲ့အသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်မေသို့တော်လေခုနဝုဒ္ဓိတကယ်ကြည်တော်သောတာပတ္တိဖြစ်ပြီဖေဖေလေးသမီးဖြစ်သူတဂရကောင်အစီမို့ပြေးတာအဖေကဘာတော့အဖေကသောတာပန်သမီးလေးကသူကတရားနာပြေးတာမဲဆင့်ဖို့ဆင့်မြင့်မနေဘူးလားမြင့်ပါဗျာဗါတဲ့ဆိုလိုက်ဆောင်မှာခုနဝုဒ္ဓိတကယ်ကြည်တော်သောတာပတ္တိဖြစ်ပြီဖေဖေလေးသမီးဖြစ်သူတဂရကောင်အစီမို့မဲအဆင့်ဖို့အဆင့်ကြီးရင်ပါပြီလေဘယ်တော့မှဆိုထားတာလဲကြလာပါဟေးတို့ကဂျန်ဒီကန်ရိမ့်ပေးတာယူပါရိမ့်တို့အတန်းကမမှန်သေးဘူးခုနကမှရေးထားတာဆိုတော့ကြိုက်တစ်ခေါက်ပြန်လာနောက်ကလူတွေအကုန်လုံးဝိုင်းလိုက်စမ်းဘာလဲဆိုတော့မှဖခင်ကြီးကဆိုအကုန်လုံးဖခင်ကြီးကသမီးလေးထငယ်ပဲ
ကြားဘူးကြရဲ့လားလောကလူအများမယုံနိုင်တရားပဲယုံခြင်းယုံမယုံခြင်းနဲ့သမီးထငယ်သောဖေဖေသမီးထငယ်သောဖေဖေဟုတ်ပါသလေဟုတ်ပါသလေဘုရားဘဂဝါတိတရားမှာအထင်ရှားဟောခဲ့ပြီလောကလူတွေသိနေကြတာဖေဖေသိနေကြတာဖေဖေအသက်ကြီးတာတော့ဟုတ်ပါသလေဘယ်နည်းနဲ့မှမငြင်းနိုင်ပေသို့သောလေခုနဝုဒ္ဓိတကယ်ကြည်တော်သောတာပတ္တိဖြစ်သည်ဖေဖေလေသမီးဖြစ်သူတဂရကံအစင်မို့မဲ့အစင်ဖူအစင်ကြီးရင်ပါသည်လေသူမနာမိမှန်တော့ရေးတာပါတယ်အဲ့ဒီတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ဟောသည့်အတိုင်းပြန်ကြည့်ရင်ဒီကနေ့ပေးထားသောနာမည်ကဘာတဲ့တုံးပြိဿဇာလံသမီးထဲငယ်တယ်ဆိုတာဘာငယ်တာတုံးပြိဿခုနဝုဒ္ဓီသမီးကကြီးလို့အဖေလို့သူကဂုံအားဖြင့်ငယ်ပါတယ်ပြိဿဘာအားဖြင့်ဖေကငယ်နေတာတော့မဲ့အဆင့်ဖိုးအဆင့်အားဖြင့်ငယ်ဘူးလားပြိဿအသက်တော့ဘသူကကြီးလို့အဖေလို့သူကအသက်ကြီးတာပေါ့ဒီထဲတို့တကာအေးပထွေးတဲ့သိလဲမသိပဲနဲ့သူကရမ်းဖြေနေကဲသူလည်းခုသဘောပေါက်သွားတော့ပါဒါကြောင့်တရားနာပြည်သားကြီးဘုရားကိုတော်မြတ်ကမြတ်စွာဘုရားတဲ့ဖေအဲ့ဒီအနာတပိန်ကလျှောက်လို့ဘုရားတပည့်တော်ဤသမီးသည်ကောင်းမြတ်သောအလုပ်ကိုလုပ်၍ကောင်းမြတ်သောသုဂတိဘုံဘဝသို့ရောက်ပါသလားဘုရားလို့ဆိုတော့တကားတော့ကောင်းတဲ့အလုပ်လုပ်ရင်ဒီလိုပဲရောက်ရတဲ့ကွယ်လို့ကတ္တပုံညောပြုအပ်ပြီးသောကုသိုလ်ကောင်းမှုရှိသောသူသည်ဣဒာဤပြစ္ဆုတ်ပံလောက၌နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏ပြိဿကောင်းတဲ့အလုပ်လုပ်ရင်ဒီပြစ္ဆုတ်ပံလောကဝမ်းမမြောက်ဘူးလားပြိဿပစ္စတမလုံးလောက၌လည်းနန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏သေသွားတဲ့ဟိုဘက်ကဝမ်းမမြောက်ဘူးလားပြိဿဥပယထာပစ္စုပန်တမလုံးနှစ်တန်သောလောက၌နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏ဒီလောကလည်းဝမ်းမြောက်ရတယ်သေသွားတဲ့ဟိုဘက်နောက်ဘဝလည်းဝမ်းမြောက်ရတယ်မြောက်ရဘူးလားပြိဿဒါကြောင့်တရားနာပြည်သားကြီးမြတ်စွာဘုရားကိုတော်မြတ်ကဥပယထာပစ္စုပန်တမလုံးနှစ်တန်သောလောက၌နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏မင်္ဂလာသည်ပုံညာကောင်းမှုကိုကတံတိပြုအပ်ပြီးဟူ၍နန္ဒတိနှစ်သက်ဝမ်းမြောက်ရ၏သေသွားတဲ့ဟိုဘယ်လည်းဝမ်းမြောက်ဒီဝါလည်းဝမ်းမြောက်ဒုက္ကတေသုကတိဘုံဘဝသို့ဂတ်တော်ရောက်သည်ဖြစ်၍ဘေရောလွန်စွာအတိုက်ထဲလွန်လို့ခေါ်ပါတယ်မှန်လားပြိဿကြီးဘေရောလွန်စွာနန္ဒတိနှစ်သက်ဝမ်းမြောက်ခြင်းအစီဖြည့်ကြည်ဖြစ်ရာရှာလေးတော်သာရီအဲဒီကဲ့သို့မြတ်စွာဘုရားဟောကြားတဲ့ဒေသနာနာရသဖြင့်တရားနာပိဿအပေါင်းတို့သောတာပတ္တိဖလာဒီနိသောတာပန်သဂရကအနာဂယဟံသာတို့ဖြစ်ကြပါသည်ဆိုတဲ့သမီးထက်ငယ်သောဖေဖေဆိုတဲ့ဇလန်းသည်ဒီကနေ့10 နာရီလောက်သောအချိန်မှနေထိတမ်းပါတယ်ပြိဿဒါကြောင့်ဒီကနေ့ရှေ့ပိုင်းတရားခိတ္တနာကြအောင်စို့ဗမာရိနာမမိတ်မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါထေထမိမိတို့ကြီးမှန်သမျှလွယ်လင့်တဲ့ကူပါလာလို့မပင်မညပါဘူးဆိုရင်ဖြင့်ချွေးနှဲစာလေးတွေကကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း
သမီးလေးတဲ့ငယ်လေးကြောင်းကြရဲ့လားလောကလူများမယုံနိုင်ရပြီယုံရင်ယုံမယုံရင်လေသမီးရဲ့ငယ်တော်ဖေဖေသမီးရဲ့ငယ်တော်ဖေဖေဟုတ်ပါတလေဟုတ်ပါတလေဘုရားဘဂဝါကြီးတရားအထင်ရှားဟုတ်ခဲ့ပြီလောကလူတွေသိနေကြတာဖေဖေသိနေကြတာဖေဖေအသက်ကြီးရတော့ဟုတ်ပါလေဘယ်နည်းနဲ့မှမညင်နိုင်ပြီသူတော်လေကုဏဝဂိရငယ်ကြည့်တော့သောတာပတ္တိစိတ္တိဖေဖေလေသမီးလေးမန္တရာကံသမှုနတ်ဖို့အစဉ်ကြီးရင်ပါလေသမီးရဲ့ငယ်တော်ဖေဖေသမီးရဲ့ငယ်တော်ဖေဖေသမီးရဲ့ငယ်တော်ဖေဖေဓမ္မဝရယမကဝမသူမနာမိမံကြာနီအံရှာခွေဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာတောင်ငူမြို့ရွှေနှင်းစီကျော်တန်းဒိဋ္ဌိတအဖွဲ့မှာတရားတော်ပေတန်းရှင်မူတည်ဆိုထားတဲ့ဉာဏီကံဆရာတော်ဘုရားဟောကြားတော်မူသည့်အလှဤဏီကုံတရားတော်မှတိရိမာအလှဘယင်မဤတေးအစဉ်ကိုနားဆင်ကြည့်ကြပါစို့လားခင်ဗျာအမကြီးဘဝသဘာဝလာပြပြုံးလို့ရာသုံးငယ်ပါလေအလောက်နဲ့စီပူရိတာတွေကတနေ့မှတစ်ထောင်လေးပေး၍ထောင်ကြီးညောင်ယောက်ျားတို့သွားလို့ဝိတ်စီချစ်ချာကြရဲ့ဦးကြီးကြီးအခုတော့ပြင်းအဝဲကသွေးပြီအမအပတယောက်အားမကလေးအနေသာခန္ဓာကြီးဒွါရသူဘကဒုလောက်မမကြီးအပုတ်သုံးညာကြောင့်အနာမကပ်ပါ၏ယူစီပြန်ကြကိုလောက်ထုတ်ပေါက်လာသည်ကြည်ရရနဲ့ယောက်ျားရဲ့အတပြားပေး၍ဝဲအလကားတော်မမယူတင်းရဆုံးကြအနောက်မဝရောက်ခါမှာချစ်တဲ့စိတ်တွေပြတ်ပြုံးနေယောက်ျားလေးတွေပြီးလို့ရှောင်းရှားနေပြီသူခန္ဓာအတော်မချပြစ်ပြုံးရပါဘောအနာနီကိုချုပ်ဆုံးနေပြီအလားအင်းနီကိုချုပ်ဆုံးနေပြီလူဆိုတာအသက်ရှင်နေဖြစ်တော်လဲဒီပြန်လေးမချစ်ခင်ပါပဲမလွယ်တဲ့ဓမ္မရာကြီးသဘာဝနဲ့တာရဏရပြီ
ဒီမှာရှာနေရန်ခေါ်ရဲ့ဒီတရားဝိပဿနာသဘောလားနဲ့သိမှတတိပြထားသည်အရှိသာဓမ္မခန္ဒီတရားမြတ်ပြီးအော်ရှိပါအားရယခုဝခန္ဓာဒီတကယ်မြတ်ပြုံးလို့လားညီကုန်ပြုံးမှာသူငါမှန်ပါ